ကျမရဲ့9ရက်မြောက်နေ့လည်စာလေးစာပြတ်တာလေးပေါ့နော်အဲ့ဆိုင်ကမေတ္တာရိပ်မေတ္တာလမ်းထဲမှာရှိတဲ့ဆိုင်ကျမအရင်တစ်ခေါက်ကပြောဘူးတယ်ပေါ့နော်အဲ့ဆိုင်မှာအခုတလောခဏစားပြတ်နေရယ်ငါတလောက်ပေါင်းရယ်ဒီဘက်ကကြာ9ဥရယ်ဒညင်းသီးရယ်တက်စာလေးကြီးပဲပြီးတော့အာလူကြော့ရယ်ပေါ့နော်အမစားတယ်သူရှိရဟင်းနေရတော့ကျမကြိုက်တဲ့ဟာဆိုရင်ပဇွန်နေငဖယ်တွေငါးတွေအဲ့ဒါပဲရှိရပါဗောလေအဲ့တော့အဲ့ဟာလေးတွေပဲအမြဲတမ်းဘယ်နေရာရောက်ရွေးစားဖြစ်တယ်ဒီညနေမှာတော့ချင်းဆက်လေးစားကြလို့ပေါ့နော်ရှမ်းဆိုင်မှာရှမ်းစာသွားစားပါတယ်ဆိုင်ကတော့ဘောက်ထော်နာမှာပေါ့နော်အဲ့ရဲ့ညိုမိရှိလေးဆိုတောက်လို့တော်တော်ကောင်းနေပေါ့ပြစ်လေးပေါ့နော်အရသာလည်းရှိတယ်ဟိုကကြတော့ဝတ်သက်ချင်းဟိုဘက်ကတို့ဘူးနှစ်ပြန်ကြော်ထားတာကိုရဲမြောက်နေ့မှာတော့နှာခေါင်းစွပ်ကြီးလည်းဖြုတ်ပေးသွားပြီဆိုတော့ပေါ့နော်တမနက်လုံးလည်းအပြင်နေသွားလှုပ်ဆရာရှိရလှုပ်တယ်ညနေပိုင်းရောက်တော့ဗိုက်စာလိုသွားစားတာပေါ့နော်အဲ့မှာတော့နှာခေါင်းကြီးဖောင်းနေရဆိုတော့ကျမတို့နည်းနည်းတော့လူတွေကကွက်ကြီးကြည့်ရပါတော့အိမ်ကအမေကလည်းစိတ်တွေပူပြီးတော့နှာခေါင်းကဒီပေါ်မှာအလုံးကြီးထွက်နေတယ်ပေါ့နော်အဲ့ဒါသူများရေးဆိုအဲ့လိုမထွက်ဘူးနဲ့သူကစိတ်ပူတော့မဲကြီးမဟုတ်ဘူးသူများတွေကသူများချောဒီနှာခေါင်းက1လနဲ့6လအတွင်းမှာပုံကြမယ်ဆိုပြီးတေချာရှင်းပြလိုက်ရသေးတယ်